1990မှာဆရာဝန်တယောက်ဟာစမ်းသပ်မှုကြီးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့မြောက်တစ်ကောင်ရဲ့ခေါင်းကိုဖျက်ထုတ်ပြီးနောက်ထပ်မြောက်တစ်ကောင်ရဲ့ခေါင်းစားထိုးတက်ဆင်လိုက်တာပါပဲ။အားလုံးကမဖြစ်နိုင်ဘူးလို့ထင်ထားကြပေမဲ့တကယ်ကိုအံ့ဩစရာကောင်းတာကအဲ့ဒီမြောက်ဟာခွဲစိတ်မှုအပြီးမှာအသက်ရှင်နေခဲ့တာပါပဲ။သူဟာသတိပြန်ရလာခဲ့တယ်လို့မျက်စိလည်းမြင်ရတယ်၊နားလည်းကြားရပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ကြောရိုးအာယုံကြောတွေကိုအောင်မြင်အောင်မဆက်နိုင်ခဲ့တဲ့အတွက်သူ့ရဲ့ကိုယ်လုံးကိုတော့လုံးဝမလှုပ်ရှားနိုင်ခဲ့ပါဘူး။ဤပညာအရပြောရရင်တော့ဒီခွဲစိတ်မှုဟာအောင်မြင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပေမဲ့ဒီတနာစရာကောင်းတဲ့မြောက်လေးဟာရက်အနည်းငယ်ကြာမှပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်။တကယ်တော့ဒီလိုကောင်းနှလုံးနဲ့မွေးလာတဲ့နွားလေးတွေမှာအုံနောက်ကနှစ်ခုရှိတာမို့ခေါင်းတစ်လုံးချင်းစီကတီးခြားစီအလုပ်လုပ်နိုင်ကြပါတယ်။ဒါပေမဲ့အပြင်ဘက်မှာထူးဆန်းနေတဲ့လောက်ခန္ဓာကိုယ်အတွင်းပိုင်းမှာတော့အတော်လေးကိုရုန်းကန်နေရတာပါ။သူတို့မှာနှလုံးကတစ်ခုတည်းကိုအတူတူမျှသုံးနေရတယ်လို့အဆုတ်တွေကလည်းခန္ဓာကိုယ်နဲ့စာရင်တေးလွန်းနေတတ်ပါတယ်။ဒါကဘာလို့ဖြစ်တာလဲဆိုတော့အမေနွားမကြီးရဲ့ဗိုက်ထဲမှာမျိုးဦးကနေအမွှာလေးတွေအဖြစ်ခွဲထွက်ဖို့ကြိုးစားတဲ့အခါအပြီးအပိုင်မကွဲထွက်သွားပဲတဝက်တစ်ပြက်ပဲဖြစ်နေခဲ့လို့ပါ။အကျိုးဆက်အနေနဲ့နှလုံးကပုံမှန်အလုပ်မလုပ်နိုင်တော့သလိုအစာအိမ်ကလည်းအစိတ်ပိုင်းတချို့ချို့ယွင်းနေတတ်ပါတယ်။ဒီလိုနဲ့ကမ္ဘာလောကထဲရောက်လာတဲ့အခါမှာတော့ဒီနွားလေးခများအသက်ရှူဖို့ရောအစာစားဖို့ပါအစောကတည်းကတိုက်ပွဲဝင်နေရရှာတာပါ။ဘလောက်ပဲကြိုးစားပြီးရှင်းတန်ပါစေခန္ဓာကိုယ်ထဲကချို့ယွင်းချက်တွေကြောင့်သူတို့လေးတွေဟာအသက်နှစ်နှစ်ပြည့်မွေးနေ့ထက်ပိုပြီးအသက်မရှိနိုင်ကြတာကတော့တကယ်ကိုစိတ်မကောင်းစရာပါပဲ။